အမျိုးသမီးနဲ့လူနည်းစုအုပ်စုဝင်တွေကဒန်းတူညီမျှဖြစ်သောဆုံးဖြတ်ချက်ချတဲ့ပါဝါရှိမှသာလျှင်ငြိမ်းချမ်းရေးကိုသွားတဲ့ဖြစ်စဉ်ဖက်ဒရယ်ကိုသွားတဲ့ဖြစ်စဉ်ကအောင်မြင်နိုင်မှာဆိုတဲ့အဆိုပဲဖြစ်ပါတယ်လို့ဒီဆိုကိုစပြီးတော့ဆွေးနွေးပေးဖို့ရန်အတွက်စမနန်းမို့နဲ့စပြီးတော့ဖွင့်ချင်ပါတယ်လို့ကျမနာမည်နန်းမို့လို့ခေါ်တယ်ဒီချမ်းပြည်နယ်တောင်ပိုင်းမှာကြီးပြင်းတဲ့ပိုးတိုင်းရင်သူဖြစ်ပါတယ်မြို့သမီးဖြစ်တယ်ပိုးတိုင်းရင်သူဖြစ်တယ်ပြီးလို့ချင်းကျမကဒီပလိပခဖြစ်တဲ့နေရာမှာကြီးပြင်းလာတဲ့အမျိုးသမီးတယောက်ဖြစ်တယ်အဲ့တော့ကျမအတွက်ကဒီပလိပခလို့ပြောတဲ့အခါမှာကျမပဲမဟုတ်ပဲနဲ့ကျမအဖိုးဖွား generation ကတည်းကဒီဘောနော်အထူးသဖြင့်ဒီလက်နဲ့ကင်ပလိပခကိုကြုံတွေ့ရတဲ့ခံစားရတဲ့ generation ဖြစ်တယ်ကျမကဒီငင်းချမ်းရေးတို့ဒီ Federal တီဆောက်တဲ့နေရာမှာအမျိုးသမီးတို့လူနည်းစုတို့ပါဝင်မှပဲအောင်မြင်မယ်လို့ပြောတဲ့အခါမှာကျမရဲ့ယုံကြည်ချက်တက်နဲ့ကျမပြောမှာမဟုတ်ဘူးပေါ့နော်တကယ်လက်တွေ့ပေါ့နော်ဘာလို့လဲဆိုကျမကိုယ်တိုင်ကဆွမ်းနာပတ်လို့ပဲကျမကြီးပြင်းလာတဲ့ကျမမွေးဖွားလာတဲ့နေရာကအဲ့လိုဖြစ်တဲ့အခါမှာကျမတို့တွေမပါဘဲနဲ့ဒီငင်းချမ်းရေးတီဆောက်တဲ့အခါငင်းချမ်းရေးဖြေချတဲ့နေရာတွေမှာကျမတို့ဆွမ်းနာပြောတဲ့မှာ generalize ဖြစ်တဲ့အမျိုးသမီးဖြစ်တဲ့လူအုပ်စုတွေလူငယ်ဖြစ်တဲ့လူအုပ်စုတွေတခြားအများကြီးပဲ gender identity religious အမျိုးမျိုးရှိသေးတယ်အဲ့လိုလူတွေကကျမတို့မှာဒီပလိပခရဲ့ဒဏ်ကိုကျမတို့ကြုံတွေ့ခံစားရတာချင်းကတခြားလူတွေနဲ့မတူဘူးအမျိုးသမီးချင်းတူရင်တောင်မှမျိုးကြီးပြကြီးမှာကြီးပြင်းတဲ့အမျိုးသမီးနဲ့တောမှာ conflict ဖြစ်တဲ့နေရာမှာဟိုနေ့ပြောင်းလိုက်ညပြောင်းလိုက်ဟိုနာပြောင်းလိုက်ဒီနာပြောင်းလိုက်အမျိုးသမီးတွေချင်းမတူဘူးပေါ့နော်အဲ့ခါကျတော့ကျမတို့တွေမပါဘဲနဲ့ရေချေတီတန်းခိုင်မဲတဲ့ငင်းချမ်းရေးတို့တကယ်ကိုဒီFederal စနစ်ပေါ့နော်ဆိုရ Federal ဒီစနစ်ကိုကျမတို့တီဆောက်ဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ဒါဒီကျမယုံကြည်မှုကိုပဲကျမပြောတယ်မဟုတ်ဘူးကျမရဲ့ဘဝကျမရဲ့ကြီးပြင်းလာတဲ့အခြေအနေကိုယဉ်ပြီးတော့ကျမပြောချင်တာဖြစ်တယ်ပေါ့နော်လူငယ်တွေအပေါ်မှာပလိပခရဲ့တဲရောက်မှုကလူကြီးတွေအပေါ်မှာတဲရောက်တာနဲ့မတူဘူးဥပမာဖြစ်ကျမတို့တွေဆိုလို့ချင်းဒီမှာရှိတဲ့လူတွေလည်းလူငယ်တွေအများစုဖြစ်တယ်အဲ့တော့ကျမတို့တွေကကြီးပြင်းလာတဲ့အခါမှာဆိုလို့ရှိရင်ကျမတို့တွေခွင့်ရေးတွေအများကြီးဆုံးချုံရတယ်ကျမတို့ရဲ့ innovative ဖြစ်တဲ့ခွင့်ရေးတွေကျမတို့မှာလုတ်ပိုင်ခွင့်ဘာမှမရှိဘူးကျမတို့ရဲ့ creativity ကျမတို့မှာကျောင်းမှာလုတ်ပိုင်ခွင့်တွေချပြပိုင်ခွင့်တွေမရှိနေခဲ့ဘူးပေါ့နော်အဲကြောင့်မလို့ဒီလူငယ်တွေကကျမတို့ကတကယ်ကိုကြီးပြင်းလာတဲ့နေရာတွေမှာကဆွမ်းနာပတ်တဲ့ innovative skill တွေကျမတို့မှာလုတ်ပိုင်ခွင့်မရှိသလို creative တွေလုတ်ပိုင်ခွင့်မရှိဘူးဟိုဒီပညာရေးစနစ်ဆိုတာဆိုတဲ့ဟာမျိုးပဲဖြစ်အဲ့ဒီဟာကဘယ်သူတွေခံစားရလဲဆိုတော့ကျမတို့လူငယ် generation ကတည်းကအရန်ခံစားခဲ့ရတဲ့ဟာတွေဖြစ်တယ်အဲ့တော့အကြောင်းမို့လို့ဒီလူငယ်တွေရဲ့ generation ကဒီဖြစ်နေတဲ့ပလိပခတွေအဖြေရှာတဲ့နေရာမှာကျမတို့ပါဝင်ဖို့ကအင်မတန်ရေးကြီးတယ်ပါဝင်ဖို့လို့ပြောတဲ့အခါမှာအဓိပ္ပာယ်ပြေဝစွာပါဝင်ဖို့ကျမတို့ပြောတာပဲကျမတို့ရဲ့အတွေ့အကြုံတွေကိုကျမတို့ဖလှယ်ပိုင်ခွင့်ရှိရမယ်တကယ်ကိုဆုံးဖြတ်ချက်ချမှတ်တဲ့နေရာတွေမှာကျမတို့ပါဝင်ခွင့်ကချိကိုရှိရမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျမဘာယုံကြည်သေးလဲဆိုလို့ရှိရင်ကျမတို့ကငင်းချမ်းရေးတို့ဒီပလိပခတွေကိုဖြေချတယ်လို့ပြောတဲ့အခါမှာလူငယ်တို့တခြား gender identity တွေတခြားလူနည်းစုတွေစီမှာဘာရှိသေးလဲဆိုလို့ရှိရင်ကျမတို့မှာ positive peace ကိုဆွေးနွေးနိုင်တဲ့ positive peace ကိုမြင်နိုင်တဲ့အရေးအသွေးတွေကျမတို့အဲ့ဒီဟာတွေကကျမတို့လူငယ်တွေအမျိုးသမီးတွေတခြား marginalized တွေစီမှာကျမတို့ရှိတယ်အဲ့တော့ဥပမာဖြစ်ဆိုလို့ရှိရင်ကျမတို့ Federal တို့ပြောတဲ့အခါမှာအဲ့မှာ generation တွေလည်းမတူတာအကြီး generation တွေကငင်းချမ်းရေးတို့ Federal တို့ပြောတဲ့အခါမှာဦးစားပေးပါလဲဆိုလို့ရှိရင်ဟိုဒီဝါပေါ့နော်စစ်ပွဲချုပ်ငင်းရေးတာဦးစားပေးအဲ့တော့ပြောပြီးဆိုပြီးဆွေးနွေးပြီးဆိုလို့ရှိရင်ဒီလက်နက်တွေဘယ်လိုချကြမလဲဟိုဒီလက်နက်တွေချသွားပြီးတဲ့ခါမှာငါတို့ကဘယ်အခန်းကဏ္ဍကနေနေမလဲနေတို့ကဘယ်အခန်းကဏ္ဍကနေယူမလဲဆိုတဲ့ negative piece ပေါ့ဒီပလိပခစစ်ပွဲမှာဖြစ်ရေးကိုဦးတည်တဲ့ငင်းချမ်းရေးမျိုးတွေကကြီး generation တို့ဒီအဖိုးကြီးတွေကပို့ပြီးတော့ပြောတယ်ဆွေးနွေးတယ်ပေါ့နော်ကျမတို့အမျိုးသမီးတွေလူငယ်တွေတခြား marginalize ခံနေရတဲ့အမျိုးလူအုပ်စုတွေကကျမတို့ကငင်းချမ်းရေးတို့ Federal တို့ပြောတဲ့အခါမှာစစ်ပွဲမဖြစ်တဲ့နဲ့ကျမအတွက်ကရောတရားမျှတမှုဖြစ်သွားပြီလားကျမအတွက်ကရောတန်းတူညီမျှမှုဖြစ်သွားပြီလားဆိုတော့ကျမရဲ့ identity မို့ဆိုတဲ့ identity မို့ပိုးမချမ်းပြည်နယ်တောင်ပိုင်းမှာကြီးပြင်းလာတဲ့ဒီတကယ် conservative တွေးအခေါ်အရန်အယူတီးတဲ့တိုင်းဝိုင်းကနေကြီးလာတဲ့ကျမရဲ့ self determination ကျမပြေဝရလားဆိုစစ်ပွဲမဖြစ်တာနဲ့ကျမရဲ့ identity ကျမရဲ့ self determination ပြေဝရတယ်လို့ကျမမထင်ဘူးအဲကြောင့်မို့လို့ကျမတို့က positive peace ဖြစ်တဲ့စစ်ပွဲလည်းမဖြစ်ရဘူးအဲ့ဒီအပြင်ကိုတရားမျှတမှုရှိရမယ်တန်းတူညီမျှမှုရှိရမယ်ကျမဒီအမျိုးသမီးဖြစ်လို့ဟိုလူငယ်ဖြစ်လို့လူနည်းစုဖြစ်လို့
ကျမရဲ့တန်းတူညီမျှမှုကျမမှာခွင့်ရပြေအဝရှိရမယ်ပေါ့နော်အဲ့တော့အဲ့ဒီပြေအဝရှိဖို့အတွက်ဆိုလို့ရှိရင်ကျမတို့ဒါဒီငင်းချမ်းရေးဆွေးနွေးတဲ့နေရာတွေမှာကျမပြောရမယ်ဆိုရမယ်ဒီဟာကျမတို့ရဲ့လူနည်းစုခွင့်ရတွေကိုဘယ်လိုကာကွယ်မလဲကျမတို့ရဲ့တန်းတူခွင့်ရတွေဘယ်လိုထည့်သွင်းပြီးတော့ဘယ်လိုကာကွယ်မလဲဆိုတော့ကျမတို့မှာ positive peace ကိုဆွေးနွေးနိုင်တဲ့ဆွေးနွေးရမယ်ဒီဟာဒီမဖြစ်မနေအကြံတာထဲမှာရောက်ရမယ်ဆိုတော့ကျမတို့အယူတွေရှိတယ်ပေါ့နော်ယုံကြည်ချက်တွေရှိတယ်အဲ့တော့ချုပ်ပြီးတော့ပြောရမယ်ဆိုလို့ချင်းတော့ပထမအဆုံးဒီပါဝင်ရေးလို့ပြောတဲ့အခါဒိတ်ပဲပြေးဝဆိုတာပါဝင်ရေးလို့ပြောတဲ့အခါမှာကျမရဲ့ယုံကြည်မှုတက်ကိုပဲကျမပြောတာမဟုတ်ဘူးကျမရဲ့ကိုယ်ပိုင်အတွေ့အကြုံအရကိုကျမပြောတာဖြစ်တယ်အမျိုးသမီးတွေလူငယ်တွေတခြားမှာ generalize တွေပါဖို့ဆိုတာက symbolist ဖြစ်ဖို့မဟုတ်ရုပ်တုလိုမျိုးပါဖို့မဟုတ်ဆိုတော့လည်းအစောပိုင်းမှာပြော tokecy symbol နော်အဲ့လိုယူလိုက်တာတော့မဟုတ်ဒါတွေကမဖြစ်မနေ essential ဖြစ်တယ်တကယ်ငင်းချမ်းရေးကိုလိုချင်တယ် federal ကိုတကယ်တည်ဆောက်ချင်တယ်ဆိုလို့ရှိရင်ဒီဟာတွေက essential မဖြစ်မနေကိုထည့်သွင်းစဉ်းစားရမှာဖြစ်တယ်ဒီအမျိုးကျမတို့ဒီဘာဖြစ်လဲဆိုလို့ရှိရင်လူတွေအပေါ်မှာတဲရောက်တဲ့ conflict ကလူငယ်တွေအမျိုးသမီးတွေအပေါ်မှာတဲရောက်တဲ့တဲရောက်မှုတွေကမတူညီတဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့အတန်တွေက Federal တီဆောက်တဲ့အခါမှာဖွဲ့စည်းပုံတွေမှာကျမတို့ခွင့်ရေးကိုကာကွယ်ပေးတဲ့တင်မကဘဲနဲ့ Federal ကို design လုပ်တဲ့အချိန်မှာကိုကကျမတို့မှာ generalize တွေအမျိုးသမီးတွေလူငယ်တွေအတန်မဖြစ်မနေပါရမှာဖြစ်တယ်နောက်တစ်ခုခါကျတော့ကျမတို့ဒီလူငယ်တွေဒီမှာ generalize အဖွဲ့အုပ်စုတွေဒီကျမတို့ဒီ positive peace ကိုအများဆုံး contribute လုပ်နိုင်တဲ့လူအုပ်စုတွေဖြစ်တဲ့အတွက်ကြောင့်မလို့မဖြစ်မနေပါရမှာဖြစ်တယ်မဟုတ်ဘူးဆိုလို့ချင်းတော့ကျမတို့ပြောတဲ့ရေချေတည်တန်းတဲ့ငင်းချမ်းရေးတို့အများစုရဲ့လူအများရဲ့တန်းတူညီမျှရေးကိုဖော်ဆောင်ရှင်လို့ Federal တည်ဆောက်ပါတယ်ဆိုမှဒီအုပ်စုကိုခြံထားတယ်ဆိုချင်းတော့ဘယ်တော့မှကျမတို့ကဆွမ်းနာပြောတဲ့အများရဲ့တန်းတူလူအများရဲ့တန်းတူညီမျှရေးလူတိုင်းရဲ့တန်းတူညီမျှရေးတရားမျှတရေးကိုဖော်ဆောင်နိုင်မှာမဟုတ်ဘူးပေါ့နော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆမဆွေးနွေးပေးတဲ့အတွက်အဲ့တော့ဆမပြောသွားတဲ့မှာ highlight လုပ်ကြနှစ်ခုရှိတယ်ပထမတစ်ခုကတော့ဒီသူတွေပါဖို့လို့တယ်ဒီလူတွေကပဋိပက္ခကိုပို့ပြီးတော့ခံစားနေရတာပဋိပက္ခကိုခံစားနေရတဲ့သူတွေရဲ့အတန်ကို reflect လုပ်ဖို့လုပ်တယ်ဒါမှ peace ဆိုတဲ့ကိစ္စက sustainable ဖြစ်မယ်ရေရှည်တည်တတ်မယ်ပထမတစ်ချက်ဒုတိယချက်ဆမ highlight လုပ်ပြတယ် positive peace နဲ့ negative peace negative peace ဆိုတာတော့တေးကြတဲ့စစ်ပွဲတွေရပ်သွားရုံပဲ positive peace ကတော့မဟုတ် sustainable ပြရမယ် justice တို့ equality တို့တန်းတူညီမျှမှုကိုပို့ပြီးတော့ဇောင်းပေးတဲ့ဟာမျိုးပို့ဖြစ်တယ်ဒီဟာပို့သွားမယ်ဆိုတဲ့အချက်နှစ်ချက်ကိုအခြေပြုပြီးတော့ဆမဆွေးနွေးသွားတာတွေ့ရတယ်ဒါကြောင့်မလို့ဒီသူတွေပါဝင်ဖို့လိုတယ်ပေါ့အဲ့တော့နောက်ထပ် debater တယောက်ဖိတ်ခေါ်ချင်တာကခုနအဆိုကိုပဲပြန်ပြီးတော့ဆရာတို့ဆွေးနွေးဖို့လိုတယ်ဒီဆိုကိုဆရာတို့ပထမဆုံးသဘောထားမှတ်ချက်ပေးရမယ်အဲ့ဒီမှတ်ချက်ပေါ်မှာဆရာတို့ဘာကြောက်လဲဆိုတာဆက်ပြီးတော့အကျိုးကြောင်းပြောပြပေးရမှာပေါ့နော်အဲ့တော့ဆက်ပြီးတော့ဆွေးနွေးပေးဖို့အတွက်ကိုလင်းထက်ကိုဖိတ်ခေါ်ချင်ပါတယ်လို့ဟုတ်ကျွန်တော်လင်းထပ်ပါခုနဆီယာမမိတ်ဆက်တယ်လို့မိတ်ဆက်ကျွန်တော် typical majority ဖြစ်မှထင်တယ်အမျိုးသားလည်းဖြစ်တယ်ပြီးတော့ဗမာလည်းဖြစ်တယ်ပြီးတော့မြို့ပြဒေသမှာလည်းမွေးရပေါ့နော်ရန်ကုန်မှာမွေးရန်ကုန်ဇာတိဖြစ်တယ်ဆိုတော့ typical majority ထဲမှာပါမယ်ထင်တယ်ပေါ့နော်ပထမဦးဆုံးပြောရမယ်ဆိုလို့ရှိရင်ဒီ inclusive participation ပေါ့ inclusive participation အကြောင်းပြောပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကပကံရာဇဝင်ကိုညင်းရတယ်လို့ပဲတုတ်ထမ်းတားထမ်းပြီးတော့ပြောရတဲ့အခြေအနေရှိတယ်ကျွန်တော်တို့မှာတော်တော်လေးပြောယူရတဲ့အခြေအနေဒီအခြေအနေကမှတစ်ဆင့်ထပ်ပြီးတော့ဒါleadership ပေါ့နော်ဥဆောင်မှုခန့်ကဏ္ဍကိစ္စကိုပါဆက်ပြောမယ်ဆိုလို့ရှိရင်ပို့ပြီးတော့စိုးတဲ့အခြေအနေဖြစ်တယ်ဆိုတော့အဲ့လိုပြောလို့ကျွန်တော်တို့ဒီ debate မှာပါတဲ့ motion ပေါ့နော် motion နဲ့ပတ်သက်ပြီးတော့ဒီ motion ပဲပြောအဆိုပဲပြောပေါ့နော်အဲ့ဒါကိုကြိုက်တဲ့ຫນွေဦးတော်လှန်ရေးတွေက stakeholder တယောက်ကိုမေးကြည့်လိုက်သူအပြည့်အဝထောက်ခံတယ်လို့လူတိုင်းဖြေမှာပဲဒါကျွန်တော်ယုံကြည်မှုပဲဒါပေမဲ့လက်တွေ့ real politics မှာလူငယ်တွေအမျိုးသမီးတွေပြီးတော့နောက်လူနည်းစုအုပ်စုတွေကပေးကားပေးမရဆိုတဲ့အခြေအနေဖြစ်နေဒါစနစ်ရဲ့ပြဿနာလို့ကျွန်တော်မြင်တယ်ကျွန်တော်တို့စီမှာစနစ်ကြီးကတော်တော်ကြီးကိုယိုရင်းပျက်စီးနေရပါတော့ပြီးတော့တော်လိုင်းလို့ခေါင်းစဉ်တက်လိုက်လို့ရှိရင်လေကျွန်တော်တို့ကစေအုပ်စုပြုတ်ကြရေးကကျွန်တော်တို့ရဲ့ anti ပန်းနိုင်တစ်ခုလို့ကျွန်တော်တို့ကသတ်မှတ်ထားတာပေါ့နော်အဲ့ဒါဒါပေမဲ့ကျွန်တော်တို့ရဲ့ milestone တစ်ခုပဲဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ overall achievement နဲ့မှာတော့ဒီဟာတစ်ခုတည်းအတွက်တော့ကျွန်တော်ဒီတိုက်ပွဲကိုတိုက်နေရမဟုတ်ဘူးလို့ကျွန်တော်နားလေဆိုတော့စနစ်ပြဿနာကိုကျွန်တော်တို့ဖြေရှားမှာပေါ့စနစ်ကဘာတွေဖြစ်နေရလဲပေါ့နော်ဆိုတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကိုမိတ်ဆက်ခဲ့တယ်လို့ပဲကျွန်တော်က typical majority ထဲမှာပါတယ်ဆိုတော့အကြမ်းများဖြင့်အမျိုးသမီးရေးကိစ္စတွေပြီးတော့နောက်လူနည်းစုရေးကိစ္စတွေပြောရင်ကျွန်တော်နဲ့တော့တိတ်မဆိုင်တယ်လို့အစခံစားမှုတယ်အရင်ကပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင် intentionally ရတခါမှအမျိုးသမီးတယောက်ပေါ်ကိုနှိမ်ချဘူးတာနေရာမပေးချင်တာမျိုးမရှိခဲ့သလို intentionally ရလဲကျွန်တော်ကိုယ်တိုင်လူနည်းစုတွေကိုနှိမ်ချခြင်းတဲ့စိတ်မရှိခဲ့ဘူးဆိုတော့ဒီပြဿနာဒီရေးကကျွန်တော်နဲ့တိုက်ရိုက်မသက်ဆိုင်ဘူးလို့ကျွန်တော်ခံစားမိတယ်ဒါပေမဲ့အဲ့ဒါကျွန်တော်စနစ်ကိုပဲပြန်ပြောရရင်ကျွန်တော်ကစနစ်ကနေအကျိုးမြတ်ရခဲ့ဘူးတယ်ဆိုတော့ဒီစနစ်ကဖြစ်နေတဲ့နင်းချေခံရတဲ့တားကောင်တွေအတွက် victim တွေအတွက်ကျွန်တော်မှတာဝန်ရှိတယ်လို့ကျွန်တော်ခံစားတယ်ဘလို့အကျိုးမြတ်ရခဲ့ဘူးလဲဆိုရင်ကျွန်တော်မှတ်ပုံနေလောတားလွယ်လေသူများရဲ့ထက်
တခြားသောလူနည်းစုဘာသာဝင်တွေထက်ဆိုင်တခြားသောတိုင်းသားဒေသတွေမှာမွေးဖွားလာတဲ့လူတွေထက်စားလို့ရှိရင်ကျွန်တော်မှတ်ပုံနေလောက်တာအားလွယ်တယ်ကျွန်တော်မှတ်ပုံနေလောက်ရတယ်ဆိုတဲ့အခြေအနေကမြို့ပြက majority ဗမာတယောက်တော့ဆိုဘာမှသိခတ်တဲ့ကိစ္စတော့မဟုတ်ဘူးတားအားလွယ်ချင်းဒါကျွန်တော်စနစ်ကနေအကျိုးမြတ်ရခဲ့တာပေါ့ပြီးတော့မိသားစုမှာတားဖြစ်တယ်တားယောက်ျားလေးဖြစ်တယ်ပေါ့နော်တားယောက်ျားလေးဖြစ်တော့အစာတွေကပိတ်ပင်မှုတွေဆိုတာအထိုက်လျောက်နဲခဲ့တယ်လက်ဖိဆိုင်ထိုင်တာလွတ်လပ်စကားပြောတာပြီးရင်ကျွန်တော်တက္ကသိုလ်စားတက်တော့လေကျောင်းသမဂ္ဂတွေမှာပါဝင်တာထွေထူးတဲ့ပိတ်ပင်မှုအင်းရမရှိခဲ့ဘူးဆိုတော့ကျွန်တော်က intentionally တစုံတဦးတယောက်ကိုဖိနှိပ်လိုတဲ့စိတ်နှိမ်ချလိုတဲ့စိတ်မရှိခဲ့တော့ညာလဲပဲဒီစနစ်ကြီးကနေကျွန်တော်အကျိုးမြတ်ရနေဆိုတာတော့မငင်းတာတဲ့ကိစ္စပဲဆိုတော့ဒီစနစ်ကနေအကျိုးမြတ်ရနေတဲ့အချိန်မှာတစ်ဖက်ကဒီစနစ်ကနေနင်းချခံရတဲ့လူတွေအတွက်ကျွန်တော်မှတာဝန်ရှိတယ်ဆိုတဲ့အသိစိတ်ဝင်လာတယ်ဒါပေမဲ့အဲ့ဒါကိုအများကမြင်နိုင်မှုခက်တယ်ဒါကို majority blind spot လို့သုံးရမယ်ထင်တယ်ဒါစနစ်ရဲ့အကြီးမားဆုံးပြဿနာတစ်ခုပေါ့နော်ဆိုတော့ဒီစနစ်ကိစ္စကိုပဲကျွန်တော်ပြန်သွားကြလို့ရှိရင်ကျွန်တော်တို့ဒီပါဝင်မှု inclusive participation ဆိုရယ်ပါဝင်မှုကလည်းဘယ်လိုပါဝင်ရမလဲဆိုတဲ့ကိစ္စတွေရှိတယ်ဥပမာအဖြစ်အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ပါဝင်မှုမှာဆိုလို့ရှိရင်ဒါ stereotype ဖြစ်တဲ့ position တွေရှိတယ်ဟိုဥပမာအမျိုးသမီးတွေကိုကျွန်တော်တို့ကငါတို့ကပေးပါထားတာပဲဒါပေမဲ့ဘယ်လို့ဒီမှာပေးပါလဲဆိုရင်ဘန္နာရေးကိစ္စတွေတို့ရုံးလုပ်ငန်းမှတ်တမ်းထိန်းသိမ်းကိစ္စတွေတော့ဒါ typically ရရှုမြင်ထားတာအမျိုးသမီးတွေဆိုလို့ရှိရင်ဒီ position တွေဒီ role တွေကအမျိုးသမီးတွေနဲ့ suitable ဖြစ်တယ်လို့ဘယ်သူကစပြီးသတ်မှတ်ခဲ့လဲတော့မသိဘူးဒါပေမဲ့အမျိုးသမီးတွေဆိုရင်အဲ့လို position တွေကိုစပြီးစဉ်းစားကြတယ်ပေါ့နော်ဆိုတော့အဖွဲ့တစ်ခုစဖွဲ့ကြတာဖြစ်ဖြစ်တစ်ခုခု founding လုပ်ကြတာဖြစ်ဖြစ်ဒါမှမဟုတ် committee တစ်ခုဖွဲ့ကြတာဖြစ်ဖြစ်အမျိုးသမီးတွေပါလားဆိုရင်တော့ပါတာပေါ့နော်ဒါပေမဲ့ဘယ်လိုပုံစံပါလဲဆိုခုနပြောရုံးလုပ်ငန်းကိစ္စတို့ပြီးတော့နောက်မှတ်တမ်းထိန်းသိမ်းတဲ့ကိစ္စတို့ဘန်နာရေးလိုကိစ္စမျိုးတို့တကယ်ကိုအဖွဲ့အစည်းနဲ့ဆိုင်တဲ့ power cut ပေါ့နော် power house လိုနေရာများအမျိုးသမီးနဲ့လူနည်းစုတွေတကယ်ရှိနေရဲ့လားဆိုတဲ့ကိစ္စဟိုတော်တော်လေးတန်တရားဖြစ်စရာကောင်းတယ်ဆိုတော့လက်ရှိ real politics မှာကျွန်တော်တို့အတွက်စိန်ခေါ်မှုကြီးနေတာကအဲ majority blind spot ကစိန်ခေါ်မှုကြီးတယ်စနစ်ရဲ့ပြဿနာပေါ့နော် system failure ကကျွန်တော်တို့အတွက်တော်တော်လေးပြဿနာရှိရလို့မြင်တယ်ပေါ့နော်ဆိုတော့ဒီဟာကိုကုစားဖို့ကျွန်တော်တို့လိုတယ်ကျွန်တော်ရဲ့အဆိုကတော့ဒီ new online ကြီးကကျွန်တော်တို့မင်းအောင်လှိုင်ခေါင်းဆောင်နဲ့ sales ပြုတ်ချကြီးကကျွန်တော်တို့ရဲ့ milestone တစ်ခုပဲဖြစ်တယ်ကျွန်တော်တို့သွားမယ်ခြေလမ်းတစ်ခုပဲဖြစ်တယ်ပေါ့နော်ဒီထက်ပိုပြီးကျွန်တော်တို့ federalization နေရေရှည်တည်တဲ့ peace building ကိစ္စတွေပြောမယ်ဆိုလို့ရှိရင်အမျိုးသမီးနဲ့ minority အုပ်စုတွေရဲ့အတန်တွေပါဖို့လိုတယ်အတန်တွေပါဖို့လိုတာကလည်းအတန်တွေပါရုံနဲ့လုံလောက်သလားပေါ့နော်လုံလောက်သလားဆိုမဟုတ်ဘူးဗျcritical mass ဖြစ်ဖို့လိုတယ်ပါဝင်မှုကတကယ်ကို critical mass တိဖြစ်ဖို့လိုတယ်ဟိုတယောက်စားနှစ်ယောက်စားပေးပါထားတာမျိုးယာဂိုင်နှုန်းနဲ့ငယ်ပေးပါတာမျိုးမဟုတ်ဘဲနဲ့ပါဝင်မှုကိုပြောလို့ရှိရင်တကယ်ကို critical mass တိကျွန်တော်တိုးနိုင်ဖို့လိုတယ်အဲ့ဒါမှသာလျှင်ပါဝင်မှုနဲ့ခုနပြောတဲ့အတန်ထုတ်နိုင်မှုအခန်းကဏ္ဍပို့ပြီးပြည့်စုံမယ်လို့ထင်ပါတယ်လောလောဆယ်တော့ဒီလောက်ပါပဲကျွန်တော်ဘက်ကကျေးဇူးပါဒီချက် majority blind spot လို့သုံးတယ်လူအများစုရဲ့မမြင်နိုင်တဲ့တချို့သောအချက်တွေအကြောင်းအရာတွေရှိတယ်ဒီချက်ကိုထောက်ပြတယ်နောက်တစ်ချက်ကတော့ဗာပြောရလဲဆိုရှင် systematic barrier စနစ်တကျတိဆောက်ထားတဲ့ဟောဒီ institution မှာအဟန့်တားတွေရှိတယ်ဒါတော့ထောက်ပြတယ်ကိုလိုတက်ဆွေးတဲ့အထက်မှာဒီဟာတွေကိုဘယ်လိုတိုက်ဖြတ်မလဲပေါ့တစ်ချိန်တည်းမှာပဲ power ရရှိအောင်ဘယ်လိုလုပ်မလဲပေါ့ဒါကစဉ်းစားစရာဖြစ်တယ်ဆက်ပြီးတော့ဖိတ်ခေါ်ကြည့်တဲ့ debater တကူကခုံဖြစ်ပါတယ်လို့ဒီဆိုကိုစပြီးတော့ဘောရပါချက်အရင်ပေးပါဟုတ်ကျွန်တော်ခွန်ဟိန်းမှာလက်ရှိလူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်သောမဟာမိတ်အင်အားစုနဲ့အခြားစုအဖွဲ့တွေမှာလှုပ်ပါတယ်ဆိုတော့ဒီနေ့ပေါ့နော်ဒီနေ့ကောင်းစဉ်ကကျွန်တော်တို့နိုင်ငံရဲ့ပကတိအခြေအနေတွေကိုလို့ထင်ဟပ်နိုင်တဲ့ကောင်းစဉ်ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးစနစ်အပြောင်းလဲတော်လှန်ရေးလို့ပြောတဲ့ပြည်စင်ကြီးတစ်ခုလုံးမှာဘယ်လောက်ထိကြောင်သူတော်ဆန်နေလဲဆိုတဲ့ဟာကိုဒီကောင်းစဉ်အောက်မှာမြင်နိုင်မယ်ပေါ့နော်ဆိုတော့တကယ်ကိုကျွန်တော်တို့ကတခြားလူမျိုးပေါ့နော်ဟိုလွတ်မြောက်ရေးဆိုတဲ့အခြေအနေမှာကျွန်တော်တို့ကတွဲလျက်ပါတာကတစုတစ်ဖွဲ့လွတ်မြောက်မှုမဟုတ်အစုအဖွဲ့အများကြီးလွတ်မြောက်မှုဆိုတော့အများရန်ပြောတယ်ပေါ့နော်ဘာလို့လဲဆိုတော့တမိုင်းဆိုင်ရာအခြေအနေရောက်ကိုဒီနိုင်ငံဒီ one entity အနေနဲ့ရှိခဲ့တာမဟုတ်ဘဲနဲ့အရန်ကိုစုံနေတဲ့လူမျိုးစုနောက်ခံတွေဘာသာစကားနောက်ခံတွေယဉ်ကျေးမှုနောက်ခံတွေအခြေအနေတွေအများကြီးစုံလင်မှုရှိနေတယ်ပေါ့နော်ဆိုတော့ဒီစုံလင်မှုအားလုံးကိုဟိုကာကွယ်ပေးနိုင်တဲ့ဒီစုံလင်မှုအားလုံးအကျုံးဝင်နိုင်တဲ့လွတ်မြောက်ရေးအခြေအနေတစ်ခုကိုရှောက်တဲ့အထီတောင်ပြောနေတဲ့လှုပ်ရှားမှုတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်သို့ပေမဲ့လည်းကျွန်တော်တို့ဒီနေ့ဒီနေရာမှာမြင်တွေ့ရတဲ့အခြေအနေကနိုင်ငံရေးဖြစ်စဉ်အပြောင်းလဲလို့ပြောတဲ့အချိန်မှာကျွန်တော်တို့ထိတ်ဆုံးအောင်စတွေ့လို့ရှိရင်လက်နက်ပါဝါအခြေခံထားတဲ့အမျိုးသားလူကြီးကောင်းဆောင်တွေပဲစပြီးတွေ့ပါလိမ့်မယ်ဆိုတော့ဒီလူတွေကလက်ရှိအခြေအနေအပြောင်းလဲအားလုံးဒီသူတို့လက်ထဲမှာရှိရဆိုတဲ့ပုံစံမျိုးနဲ့ပုံဖော်သလိုတကယ်တမ်းဆုံးဖြတ်ချက်ချမှတ်တာတွေခေါင်းဆောင်မှုတွေအားလုံးကလည်းသူတို့လက်ထဲမှာပဲရှိပါတယ်ပေါ့နော်အဲ့ဒါကဒီနေ့ဒီ
အခမ်းအနားကိုရောက်နေတဲ့သူတွေအားလုံးတွေ့ရတဲ့အခြေအနေတွေသိနေရတဲ့အခြေအနေဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကတကယ်ကို inclusion ကိုဘယ်လိုသွားမလဲနောက်တစ်ခုကတကယ်ကို peace building ကဘာလဲပေါ့နော် federalization ကဘယ်အတွက်လဲဆိုတာမျိုးကြီးမေးဖို့လိုလာပြီပေါ့နော်နိုင်ငံယဉ်ကျေးမှုဆိုတာကဟိုအမြင့်တွယ်တတ်ပါတယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံမှာဟိုလွတ်လပ်စွာပြောဆိုဝေဖန်ခွင့်ထုတ်ဖော်ပြောကြားခွင့်ပါဝင်ခွင့်မရဘူးဆိုလို့ရှိရင်အဲ့ဒီအခြေအနေကနောက်ထပ်10စုနှစ်တချို့အထိကိုဟိုအမြင့်တွယ်သွားနိုင်မှာကျွန်တော်အရန်စိုးရိမ်ပါတယ်လက်ရှိတော်လိုင်းမှာအစိုးရိမ်ဆုံးကိစ္စကကျွန်တော်တို့ဒီဟာဖြစ်ပါတယ်ပေါ့နော်ဒီလိုအခြေအနေဒီလိုနေ့တွေမှာတော့ကျွန်တော်တို့ကဒီလိုပုံစံမျိုးခွဲခြားနေသေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ marginalize လုပ်ခံရတဲ့အစုအဖွဲ့တွေရဲ့အတန်ပါမဲ့နေ့တွေကဘရော့မှလဲဆိုတာမိကုထုတ်เสียရှိပါလိမ့်မယ်ပေါ့နော်ဆိုတော့ဒီနေ့ဒီ motion ရဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနိုင်ငံမှာဒီ marginalize လုပ်ခံရတဲ့အုပ်စုတွေအများကြီးရှိတယ်ဆိုတာကိုတိတိတတ်တာမြင်ရမယ်ပေါ့နော်ဒီ marginalize လုပ်ခံရတဲ့အုပ်စုတွေအနေနဲ့ဆိုလို့ရှိရင်အမျိုးသမီးအနေနဲ့ရှိနိုင်တယ် LGBTQ community ရှိမယ် person with disability ရှိမယ်နောက်ပြီးတော့ဒီ religious minority ethnic minority အများကြီးရှိမယ်ပေါ့နော်ဒါပေမဲ့အားလုံးကိုပြန်ကြည့်ရဆိုတဲ့အခြေအနေမှာကျွန်တော်တို့ကဒီ address လောက်တာစပြီးလွဲတယ်လို့ကျွန်တော်မြင်နေပေါ့နော်ကျွန်တော်တို့နိုင်ငံမှာလူမျိုးစုအရဆိုလို့ရှိရင်စုံလင်မှုရှိတယ်ဗမာဒီ super majority ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဗမာ super majority ဖြစ်သွားရင်ကျန်တဲ့လူတွေအားလုံးက minority မဖြစ်သွားဘူးပေါ့နော်ဆိုလိုတော့ကဗမာဆိုတဲ့ super majority ဆိုတဲ့ population number နဲ့ရှင်နေဆိုရင်တော့ကျန်တဲ့လူတွေကလူနည်းစုဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့သူတို့ရဲ့ပြည်နယ်တွေမှာနောက်ပြီးတော့အခွင့်အရေးအဖြစ်လက်နက်ကင်တက်ပိုင်ဆိုင်မှုအဖြစ်ဒီလိုအခြေအနေ privilege တွေအရရှင်ကြည့်တယ်ဆိုလို့ရှိရင်သူတို့ရဲ့အတန်က marginalize လုပ်မခံထားရတဲ့အစုတွေရှိတယ်တချို့နေရာတွေမှာ marginalize လုပ်ခံရတယ်2021မတိုင်ခင် political institution တွေမှာဒီ systematically ခွဲခြားခံရတယ်ဖယ်ရှားခံရတယ်နောက်ချန်ခံရတယ်ဒီအချိန်တွေမှာ marginalize လုပ်ခံရပေမဲ့အဲ့ဒီလူတွေကဒီဘက်9နှစ်မှာပြန်ပြီးကျိုးလွန်တဲ့သူတွေပြန်ဖြစ်နေပြီပေါ့နော်ဆိုတော့ဟိုးရင်တုန်းကကျွန်တော်တို့က lesser evil ဆိုတဲ့အယူအဆနဲ့စစ်တပ်လောက်မဆိုးတဲ့အစုတွေကိုတော်လန်တိုက်ဖြတ်မယ်ဆိုတဲ့အယူအဆကင်နေဆိုတဲ့အချိန်မှာဥပမာတက်မရှိတော့တဲ့မြို့တွေကိုအင်အားစုတစုကသိမ်းလာပြီဆိုလို့ရှိရင် lesser evil ဒီ evil ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီချိန်နေမှာကျွန်တော်တို့ကအခုချိန်နေတွေကအချိန်တစ်ခုရောက်ရင်ပြောင်းလဲမှာပါဆိုတဲ့ရည်ရွယ်ချက်တစ်ခုနဲ့မျှော်လင့်ချက်တစ်ခုနဲ့လက်တွေ့အားဖြင့်အချက်လက်မပါတဲ့မျှော်လင့်ချက်နဲ့ကျွန်တော်တို့ဒီလှုပ်ရှားမှုကိုဆက်လက်ပံ့ပိုးနေရတာပါဒီလှုပ်ရှားမှုမှာကျွန်တော်တို့ကတိုက်ပွဲဝင်နေရတာပါဆိုတော့ဒီနေရာမှာကျွန်တော်တို့ကမဖြစ်မနေပေါ့နော်ရှေ့အနာဂတ်ကိုမျှော်ရည်တဲ့အပြောင်းအလဲတွေဖြစ်ဖို့လိုတယ်လက်ရှိပဂတိအခြေအနေကိုထင်ဟပ်တဲ့အစီအမံတွေမဖြစ်မနေရှိဖို့လိုတယ်ပေါ့နော်ဥပမာအမျိုးသမီးပါဝင်ခွင့်လို့ပြောပြီးဆိုလို့ရှိရင်အစုအဖွဲ့တွေစဉ်းစားတာကဒါဒီကျွန်တော်တို့ percentage တစ်ခုအမိအောင်ဆိုတာမျိုးကနေပဲစစဉ်းစားတာမျိုးရှိရပါတော့အခြေခံအဖြစ် marginalize လောက်ခံရတဲ့ community အတွက်ကမဖြစ်မနေ quota system လိုတယ်ပေါ့နော်ဘာလို့လဲဆိုတော့စနစ်ကတော့တစ်သက်လုံးနှစ်80 80နှစ်တရာ marginalize လောက်ထားပြီးတော့ဒီအချိန်ဒီနေရာမှာမင်းတို့အရေးချင်းရှင်းဝင်လာဆွဲဟာဘယ်လို့မှလက်တွေ့မကျဒါစနစ်ကိုကူစားတဲ့နီးမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီချိန်တွေကိုကျွန်တော်တို့ကဒီတုံကင်စနစ်မဖြစ်သွားအောင်တတိထားဖို့လိုတယ်လက်ရှိတော်လိုင်းမှာပါဝင်လှုပ်ရှားနေသူအများစုကို၌ကလည်းဒီကိစ္စတွေမှာဒီကိစ္စတွေကအရေးမကြီးဘူးအရင်ဆုံးဆရာနာရှင်ကိုအရင်တိုက်ဆိုတဲ့ဒီ main agenda ကိုပဲnarrative လုပ်ပြီးထပ်ခါတလဲပြောတယ်ပေါ့နော်အဲ့တော့ channel ဖိနှိပ်မှုတွေကအယိုးဆွဲသွားပြီးတော့ဒီနောက်ထပ်10စုနှစ်အများကြီးထပ်တိုက်ဖြတ်ရမယ့်ကိစ္စမဖြစ်စေချင်ဘူးပဋိပက္ခနဲ့ကျွန်တော်တို့ထပ်ပြီးတော့မလုံးထွေးချင်ဘူးဆိုလို့ရှိရင်အခုချိန်မှာအပြောင်းလဲကိုကျွန်တော်တို့ကမဖြစ်မနေစ조사ရမှာဖြစ်တယ်ဒီချိန်မှာမစ조사ရင်အရှိမကျွန်တော်တို့ကနောက်ထပ်ပဋိပက္ခမတူညီတဲ့ပဋိပက္ခခုနဆရာမပြောသလိုစစ်ပွဲမှာပဋိပက္ခမဟုတ်ဘူးပေါ့နော်ဒီလိုမတူညီတဲ့ပဋိပက္ခတွေကိုလည်းကျွန်တော်တို့ကကြုံရနိုင်ခြေရှိရပေါ့နော်ဆိုတော့ဒီအချိန်လေးမှာဒီအမျိုးသမီးပါဝင်မှုနဲ့လူနည်းစုပါဝင်မှုကိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ federalization လုပ်တဲ့လုပ်ငန်းစဉ်တွေမှာထည့်သွင်းစဉ်းစားခြင်းကဒါလူတစ်ခုတစ်ယောက်တည်းအတွက်အုပ်စုတစ်အုပ်စုတွေအတွက်မဟုတ်ဘဲနဲ့ကျွန်တော်တို့ society တစ်ခုလုံးမတူညီတဲ့ community တွေအတွက်အားလုံးနဲ့နိုင်ငံတစ်ခုလုံးအတွက်အရေးကြီးတယ်ထင်ပါတယ်ခုနကထိုက်ပြောခဲ့တဲ့လူမျိုးပဲပါဖို့တက်ပဲပြောတယ်ဒါပေမဲ့ tokenism သဘောမျိုးပဲဖြစ်ခဲ့တဲ့ကိစ္စရပ်တည်ရှိတယ်ပေါ့ဒါကျွန်တော်ပြန်ပြီးတော့ထောက်ပြီးတော့ဆွေးနွေးရမယ့်အချက်မျိုးတွေချက်တာတွေ့ရတယ်ပေါ့နော်ဆက်ပြီးတော့နောက်ထပ်ဖိတ်ခေါ်ခြင်းတဲ့ debater တူကကိုတင်ဦးကိုဖိတ်ခေါ်ခြင်းပါတယ်လို့ကိုတင်ဟုတ်ကျွန်တော်ကိုတင်ဦးပါကျွန်တော် background ကတော့ကျွန်တော်ဒီရခိုင်ပြည်လုံးဆိုင်ရာအကြောင်းသွင်းတဲ့လူငယ်များအစည်းအရုံး English လို့တော့ All African Students and Youth Congress AASYCA အထွေထွေတွင်းမှုတယောက်ဟောင်းပေါ့နော်အထွေထွေတွင်းမှုဟောင်းဖြစ်တယ်ဒီမှာကျွန်တော်တို့မူရကျွန်တော်တို့ကတော့လက်ခံတယ်ဒါပေမဲ့လက်တွေ့ကြ
တကယ်ကျွန်တော်တို့ဖြစ်ရလားလက်တွေ့ကြမှာရောကျွန်တော်တို့ဖြစ်နိုင်မလားဆိုတဲ့ပုံမှာတော့ကျွန်တော်ဘက်ကတော့ဝေဖန်ဆွေးနွေးစရာတော့ရှိပါတယ်ဆိုတော့အဲ့ဒါတော့ကျွန်တော်ပြောမယ်အဲ့ဒါကဘာလို့လဲဆိုရင်ဒီမှာပြောထားတဲ့ motion မှာပြောထားတဲ့ equal participation equal decision ဆိုတဲ့ကိစ္စကအဲ့ဒါနောက်ပြီးတော့ဒီမှာပြောထားတာကလည်း minority ဆိုတဲ့စကားလုံးတွေလည်းသုံးထားတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ဒီနိုင်ငံရေးကျွန်တော်တို့ကတော့theory ဘိုင်းကတော့ကျွန်တော်အများကြီးမပြောတတ်ဘူးပေါ့ဆိုတော့လက်တွေ့ကိုဖြတ်သန်းလာတဲ့အရာတွေနဲ့ကြည့်ပြီးတော့ပြောရမယ်ဆိုရင်တော့ဒီတကယ် equal decision making equal participation ဒီဟာဒီတကယ်ကျွန်တော်တို့လက်တွေ့မှာ pragmatism ရှိရလားဆိုတာကျွန်တော်တို့သုံးသပ်ဖို့လိုတယ် equal decision လို့ကျွန်တော်တို့ပြောတဲ့အခါကျွန်တော်တို့ stakeholder ကို defend လုပ်ဖို့လိုမယ်လို့ထင်တယ်ကျွန်တော်တို့ဒီတိုင်းပြည်တည်ဆောက်ရေးမှာကျွန်တော်တို့အခုဒီပဋိပက္ခမှာပါဝင်နေတဲ့ပတ်သက်နေတဲ့ညီချက်ဒီဆွေးနွေးပွဲတွေပါဝါအာဏာကိုကင်ထားတဲ့ဟာဒီ stakeholder တွေကိုကျွန်တော်တို့ပထမ define လုပ်ဖို့လိုမယ်လို့ထင်တယ်ဆိုတော့အဲ့ဒီ define လုပ်နိုင်မှကျွန်တော်တို့တကယ်ကကျွန်တော်ဒီ base stakeholder မှာရှိနေတယ်လေကျွန်တော်ဒီလုံးဝ decision ပေးနိုင်မဲ့လုံးဝလူပြည်သူအများစုကိုကိုစားပြုပြီးတော့မှ decision လုံးနိုင်တဲ့ကျွန်တော်မှာ representative ရှိနေသလားဆိုတော့အဲ့ဒီဟာတွေ stakeholder ကတကယ်ဘယ်အုပ်စုတွေလဲဆိုတာကိုပထမကျွန်တော်တို့ decision လုံးပြီးမှကိုဟာကိုဘယ်သူလဲကိုဒီလုံးဝဒီ power ကင်ထားတဲ့ stakeholder လား power မရှိတဲ့ stakeholder လားဆိုတဲ့ဟာမှာဒါလက်တွေ့ပဲနိုင်ငံရေးမှာကျွန်တော်တို့ဒါလက်တွေ့ဆိုတော့အဲ့ဒါကိုတော့ပထမကျွန်တော်တို့စဉ်းစားဖို့လိုမယ်လို့ထင်တယ်အဲ့ဒါကြောင့်မူရတော့ကျွန်တော်တို့လက်ခံပေးမဲ့လက်တွေ့ရမှာတော့ကျွန်တော်တို့နည်းနည်းအိမ်မှာဒီလိုမျိုးဥပမာနဲ့ဆွေးနွေးချင်တာရှိတယ်ပေါ့နော်နောက်တစ်ခုကတော့အထူးသဖြင့်ဒီ feminism နဲ့ဒီတိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေwomen rights နဲ့တိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေဆိုတော့သူတို့ဒီ minority ဆိုတဲ့ဒီဟာနဲ့အခွင့်အရေးအတွက် promote လုပ်တဲ့တိုက်ပွဲဝင်တဲ့ရဲဘော်တွေအနေနဲ့လည်းကျွန်တော်ကအကြံပြုချင်တာသို့မဟုတ်ဆွေးနွေးကြချင်တာစဉ်းစားကြချင်တာကဘာလဲဆိုရင်အခုကျွန်တော်တို့ bottom up federalism လို့ပြောနေတဲ့အခြေ federal unit base data base ကိုကျွန်တော်တို့စဉ်းစားနေတဲ့အချိန်မှာ data base မှာကျွန်တော်တို့အခုတချို့က unit လို့ပြောတယ်ကျွန်တော်တို့ကတော့ပြည်ထောင်လို့ပြောတယ်ပြည်ထောင်အရင်တုန်းကပြည်နေဆိုတော့ဝါဟာရရှိကြတယ်အခုပြည်ထောင်ကျွန်တော်တို့ပြောတယ်ကို federal unit လို့ပြောတယ်ဟုတ်တယ်မလား federal တိဆောက်ဖို့အတွက်ဒီ unit တွေနဲ့လာပြီးတော့စုပြီးတော့ federal ကိုကျွန်တော်တို့တိဆောက်တာဆိုတော့အခုဒီ equal participation minority တွေ equal participation ကိုပြောတဲ့အခါကျွန်တော်တို့တခါတည်းနဲ့ဘိုဟိုကိုတန်းမြန်နေရင်တော့ကျွန်တော်တို့ဒီမှာပြဿနာဖြေရှင်းလို့ရမှာမဟုတ်ဘူးကျွန်တော်တို့ဒီအခုခုနကကျွန်တော်ပြောသလိုလက်တွေ့မှာကျွန်တော်တို့လက်တွေ့မှာဟိုဖြစ်နေလားမဖြစ်နေလားကိုစဉ်းစားစရာရှိတယ်ဆိုပေမဲ့တကယ် decision making power မှာ equal participation မှာ powerization တဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့မြင်တာကသက်ဆိုင်ရာ federal unit မှာဆွေးနွေးဆုံးဖြတ်ရမယ့်အခန့်ကဏ္ဍလို့ကျွန်တော်တို့မြင်တယ်ဆိုတော့အဲ့ဒါကျွန်တော်တို့ကဒီ mindset ကိုကျွန်တော်တို့စဉ်းစားရမှာကတခါတည်း central ဆိုတဲ့ဟိုဘိုဆိုတဲ့ဟာကိုမြင်ပြီးတော့အခုဒီမှာကိုအဲ့လိုမျိုးမြင်နေလို့မရဘူးလက်ရှိမှာပထမအဆင့်မှာတော့ကျွန်တော်တို့ကို federal unit မှာအဆင့်မှာဘယ်လိုမျိုး equal decision မှာပါရမလဲ participation မှာပါရမလဲဆိုတဲ့ဟာကို unit မှာသက်ဆိုင်ရာ unit မှာဆွေးနွေးစီရှင်တယ်ဆိုတော့အဲ့ဒါကြောင့်ကိုကတကယ်လို့ unit တစ်ခုကဖြစ်နေပြီဆိုရင်တခြား unit တစ်ခုမှာသူ customary အရာ traditional အရာသူနိုင်ငံရေး context အရာတစ်မျိုးတဖုံသူတို့ဆုံးဖြတ်ချက်တွေရှိနေပြီဆိုရင်တကယ်လို့ unless and until လုံးဝဒီဆိုးဝါးဆုံးဖိနှိပ်မှုမလုပ်သေးရတော့ဝန်ရောက်မဆွဲဖမ်းမှုကိုမလုပ်ဖို့တော့ကျွန်တော်ကတော့မြင်တယ်ကျွန်တော်ဆိုရင်လည်းဝန်ရောက်ဆွဲဖမ်းမှုလုံးမှာမဟုတ်ဘူးเนาะဆိုတော့ပြောချင်တာကတော့မူရပြောချင်တာကတော့ကျွန်တော်တို့လက်ခံတယ်ဘာကြောင့်လက်ခံလဲကျွန်တော်တို့အတွေးအကြုံရှိခဲ့ပြီကိုဒေတာမှာဒီလိုမျိုးဒီဆုံးဖြတ်ချက်ချမှုတွေမှာဟိုဗာလဲသူတို့ကို council မလုပ်ခဲ့ဘူးသူတို့သဘောထားကိုမယူခဲ့ဘူးဆုံးဖြတ်ချက်ချတဲ့ဟာမှာလဲသူတို့ကိုမသွင်းခဲ့ဘူးဆိုရင်ဒီ minority တွေကိုနောက်လဲကျွန်တော်တို့ငင်းချမ်းရေးကရမှာမဟုတ်ဘူးငင်းချမ်းဆိုတာစိတ်မှန်မှာမဟုတ်ဘူးထည့်ပြီးတော့ပြဿနာတွေပေါ်လာအောင်မယ်ပေါ့နော်ဆိုတော့လောလောဆယ်ပထမ round မှာဒီလောက်ပဲဆွေးနွေးရတဲ့ကျွန်တော်နေကိုချုပ်ပါတယ်ဟုတ်တိတ်လာတာပေါ့ inclusion equality participation principle သိကောင်းတယ်လေအဲဆရာရဲ့ဆွေးနွေးချက်ကတော့ principle ရတော့လက်ခံတယ်ဒါပေမဲ့လက်တွေ့ကြဖို့လိုတယ် pragmatic ဖြစ်ဖို့လိုတယ်အဲတော့ဆရာ highlight ဖြစ်တဲ့နှစ်ချက်တွေ့ရတယ်အဲ့ဒီရဲ့ federal unit ကို federal unit ရဲ့ကို data နဲ့ကိုက်ညီသော context ကိုစဉ်းစားဖို့လိုတယ်
အဲ့ဒီ data ရဲ့ customary အခြေအနေဓလေ့ထုံတန်းဒီကိစ္စရတီဟာလက်တွေ့မှာမဖြစ်မနေထည့်သွင်းစဉ်းစားဖို့လိုတယ်ဆိုတဲ့အချက်ကိုတွေ့ရတယ်။အဲ့တော့ကျွန်တော်ငြိမ်းချမ်းဖြစ်စဉ်မှာမျိုးသမီးတွေပါနေတာပဲလေ။ Federal Unit မှာပါနေတာပဲ။တကယ်အောင်မြင်ပြီလားအမျိုးသမီးတွေပါရတဲ့အမျိုးသမီးကိုမေးချင်တာအစိုးရလည်းပြောသွားတယ် principle ရမှန်တယ်အမျိုးသမီးနဲ့လူနည်းစုတွေပါမှသာဟောဒီဖြစ်စဉ်အောင်မြင်နိုင်တယ်။ပါနေတယ်လေအမျိုးသမီးတွေအဲ့ဒီပါနေတဲ့အမျိုးသမီးကိုထပ်ပြီးမေးခွန်းထုတ်ချင်တာရှင်တို့အမျိုးသမီးတွေပါနေတယ်အဲ့ဒီဟာကြီးကလက်တွေ့မှာအောင်မြင်လားဆိုတော့မေးခွန်းမေးချင်ပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့ဆရာမကိုအလှည့်ပေးချင်ပါတယ်လို့လီလီယန်ကိုဆိုအရှိမဆရာမတို့ဆရာတို့အများကြီးပြောသွားတာရှိတယ်ကျွန်တော်တို့တွေ Federal ကိုလိုချင်တဲ့ချိန်နောက်တစ်ခုကကျွန်တော်တို့ကငြိမ်းချမ်းရေးကိုလိုချင်တဲ့ချိန်မှာလူအလုံးပါရမယ်ဆိုတာတစ်ချိန်တည်းမှာမူအားဖြင့်အရန်လာတယ်တစ်ချိန်ခဏဆရာတို့ဆရာမတို့ပြောသွားတဲ့အထဲမှာတကယ်လက်တွေ့မှာရောအလုပ်ဖြစ်လားမဖြစ်လားဆိုတာဒါမေးခွန်းအရန်ကြီးရဲ့မေးခွန်းဖြစ်နေတယ်ဆိုကြတဲ့ကဒါကအလုပ်မဖြစ်တဲ့နေရာလည်းရှိတယ်ဆိုတဲ့ဟာကိုညွှန်းပြနေတာပေါ့နော်ဆိုတော့ဒါလည်းမြင်ရတယ်ဆိုတော့ကျွန်တော်ရှုထောက်3ခုနဲ့သွားခြင်းတယ်ပထမတစ်ခုကကျွန်တော်မူအားဖြင့် moral claim ပေါ့နော်ဆိုတော့မူအားဖြင့်ကျွန်တော်တို့တွေဒီအဆိုပြုချက်ကြီးအရန်လာတယ်မူအားဖြင့်ညင်းစရာလုံးဝမရှိဘူးလူမပါတဲ့လူအားလုံးမပါတဲ့နိုင်ငံရေးကိုသွားလို့မရအောင်ဒုတိယတစ်ခုက political claim ကျွန်တော်နိုင်ငံရေးအားဖြင့်လူအားလုံးပါရင်နိုင်ငံရေးဖြစ်သေးလားပေါ့နိုင်ငံရေးလုပ်လို့ရလားအကြမ်းများအားဖြင့်ကတော့ကျွန်တော်လူအားလုံးရဲ့အတန်နာထောင်ပြီးတော့နိုင်ငံရေးလုပ်ရင်တကယ်ရောလုပ်လို့ရလားဆိုပြီးကိုနောက်ဆုံးတစ်ခုက social economic claim real life claim ပေါ့နော်ဆိုတော့အားလုံးကိုပဲထည့်စဉ်းစားလိုက်ရင်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကတကယ်ဖြတ်သန်းလို့ရသလားဆိုပြီးကိုဒါကကျွန်တော်တို့အဆင့်အဆင့်မှာထပ်ပြီးတော့စဉ်းစားရမယ့်ကိစ္စဖြစ်တယ်နောက်ဒုတိယဒီ federation ဆိုတဲ့ကိစ္စဆိုတော့ကျွန်တော်တို့ federation နဲ့ပတ်သက်ရင်ကျွန်တော်ကဒီ federation ကိုမပြောခင်မှာ federation ကစနစ်ဖြစ်တယ်ပေါ့နော်ဆိုတော့စနစ်ဖြစ်တဲ့အခါကျတော့စနစ်တစ်ခုကိုတည်ဆောက်ဖို့အတွက်ဆိုရင်အချက်3ချက်လိုတယ်ကျွန်တော် political will လို့ပြောရဲနိုင်ငံရေးစိတ်ဆန္ဒဒုတိယတစ်ခုခဲကြတော့ system တကယ်ကျွန်တော်တို့အားလုံးလိုချင်တဲ့ system နောက်တစ်ခုခဲကြတော့ပြည်သူ people ပေါ့နော်ဆိုတော့ဒါကိုအကောင့်ထဲပေါ်နိုင်တဲ့လူ quality ဖြစ်တဲ့လူ3မျိုးနေဖို့လိုတယ်ကျွန်တော်တို့အားလုံးက federal ပေါ်မှာမျှော်လင့်ချက်မတူသေးဘူးဆိုတဲ့ကိစ္စ ground မတူသေးဘူးဆိုတဲ့ကိစ္စနောက်ဆုံးတစ်ခုက federal ကိုတကယ်အကောင့်ထဲပေါ်နိုင်တဲ့လူတွေအလုံးလောက်မရှိသေးဘူးဆိုတဲ့ကိစ္စပေါ့နော်ဒါနောက်တစ်ခုကဘာလဲဆိုတော့နောက်ထပ်စကားလုံးတစ်လုံးထပ်ဖြည့်ခြင်းတယ်ပေါ့နော်ဆိုတော့ peace ဆိုတဲ့ကိစ္စကျွန်တော်ငြိမ်းချမ်းရေးဆိုတဲ့ကိစ္စကျွန်တော်နိုင်ငံအတွက်ကတကယ်တော့ slogan တစ်ခုထက်မပိုသေးဘူးလို့မြင်တယ်ဆိုတော့ရေရှင်ငြိမ်းချမ်းရေးနဲ့ရေတိုငြိမ်းချမ်းရေးနဲ့လက်တော်ငြိမ်းချမ်းရေးပေါ့နော်ဆိုတော့လက်တော်ငြိမ်းချမ်းရေးမရှိလို့လဲကျွန်တော်တို့ဒုက္ခရောက်နေတယ်လောလောဆယ်ကဆိုတော့လက်တော်ငြိမ်းချမ်းရေးကိုဘာကြောင့်စွန့်ထားလဲဆိုရင်ရေရှင်ငြိမ်းချမ်းရေးအတွက်လို့ကျွန်တော်တို့ပြောထားတယ်ဆိုတော့ရေရှင်ငြိမ်းချမ်းရေးကိုသွားခြင်းတယ်ဆိုရင်လက်တော်ငြိမ်းချမ်းရေးကိုကျွန်တော်တို့လောလောဆယ်တော့စွန့်ထားတယ်အေးစွန့်ထားမှုကဘယ်လောက်ကြာစွန့်မလဲတော့ကျွန်တော်မသိဘူးရေရှင်ငြိမ်းချမ်းရေးကတော့ကျွန်တော်စွန့်အောင်မလားတော့ကျွန်တော်မသိသေးဘူးနောက်ဆုံးတစ်ခုက inclusion ပေါ့နော်ဆိုတော့ inclusion ကတော့ခဏဆရာတို့ဆရာမတို့ပြောသွားတာတကယ်တော့ကျွန်တော်တို့မြင်သာနဲ့ကိုကိုအကွင်းမြင်ရတယ်ဆိုတော့ကျွန်တော်နောက်ထပ်ရှုထောင့်တစ်ခုနဲ့ပြောချင်တာက exclusion ပေါ့နော်ဆိုတော့ကျွန်တော်တို့တွေနိုင်ငံရေးလုပ်တဲ့အချိန်မှာ inclusion လဲပြောသလိုတစ်ချိန်တည်းမှာနိုင်ငံရေးရဲ့အနှစ်သာရမှာ exclusion ဆိုတာဖယ်ချန်မှုဆိုတာဟာဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဥပဒေအများစုသို့မဟုတ်နိုင်ငံတော်များရဲ့ဥပဒေမှာဘယ်သူတွေက decision making ထဲမှာမပါခွင့်ရှိလဲမပါခွင့်ရှိတာပါခွင့်ရှိတာတော့ကျွန်တော်တို့ right တည်တယ်ဘယ်သူတွေပါရမယ် right ပါရပါညာပေါ့နော်မပါခွင့်ရှိတယ်လဲဆိုတဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ဘာသာရေးခေါင်းဆောင်နိုင်ငံရေးထဲမှာပါလို့မရအောင်နောက်တစ်ခုကခလေး section နဲ့အောက်ကလေးနိုင်ငံရေးထဲမှာပါလို့မရအောင်ဒါကကျွန်တော်တို့ဥပဒေအကြောင်းပြချက်ခိုင်လုံးနဲ့ကျွန်တော်အားလုံးသဘောတူထားတယ်နောက်တစ်ခုကမမြင်သာတဲ့ exclusion မမြင်သာတဲ့ဖယ်ရှားထားတဲ့ကိစ္စအမျိုးသမီးကျွန်တော်အခုချိန်ဒီအမျိုးသမီးက exclusion ထဲမှာပါနေတော့မယ်အမျိုးသမီးတွေလွတ်တော်ထဲမှာဘာလုပ်နေရလဲဟောနော်ဆိုတော့ကျွန်တော်ကိုအများနဲ့ဒီအမျိုးသမီးနဲ့ပတ်သက်တဲ့ tokenism နဲ့ပတ်သက်တဲ့မိကုန်းတွေအများနဲ့ပေါ့အမျိုးသမီး30ခိုင်နှုန်းရရမယ်ဆိုတာကြီးကိုဘာလို့လောတော့မှအရေးကြီးလဲဆိုတော့ကျွန်တော်အဲ့မှာပြန်မေးချင်တယ်တို့မျိုးသားတွေ90ခိုင်နှုန်းရဖို့အတွက်ဘာလို့အရေးကြီးတာလဲဆိုတော့မိကုန်းပြန်မေးရမှာပေါ့နော်ဆိုတော့အမျိုးသားတွေ90ခိုင်နှုန်းတောင်ရနေတဲ့ကိစ္စမှာဘာလို့30ခိုင်နှုန်းကိုအထွတ်တက်တာလဲပေါ့အမျိုးသားနဲ့နိုင်ငံရေးရပဲအများနဲ့တွဲမြင်ပါလားအမျိုးသမီးနဲ့နိုင်ငံရေးတွဲမမြင်တော့ဘူးလားပေါ့ဆိုတော့အမှပြောတဲ့အချိန်မှာနောက်ထပ်မိကုန်းတစ်ခုထပ်ထွက်လာတယ်မျိုးသမီးတွေနိုင်ငံရေးထဲမှာဘာလို့ဝင်ရှုပ်တာလဲပေါ့နော်ဆိုတော့နင်တို့ကိစ္စငါတို့လည်းရှင်းပေးပါမယ်ပေါ့နော်ဆိုတော့နင်တို့တွေထမင်းစားရေတောက်အဆင်မပြေဘူးလားငါတို့ပြောပေးမယ်လေနင်တို့တွေဘာအဆင်မပြေဘူးလဲငါတို့ရှိတယ်ဆိုတော့ကျွန်တော်တို့လည်းအဲ့လိုပြန်ပြီးတော့ကောင်တာပြန်ပြောချင်တယ်ပေါ့နော်အမျိုးသားတွေနားပါတော့2000လောက်ရှိပြီနိုင်ငံရေးလုံတာတခါကျတော့ man is a political လည်းလုံးကြည့်ပေါ့နော် woman is a political ကတော့တောက်လျှောက်ပြောနေပြီဆိုတော့man is a political ဆိုတဲ့ရှုထောင့်ကိုကျွန်တော်ကြည့်ကြည့်အောင်အမျိုးသားကနိုင်ငံရေးမဟုတ်ဘူးဆိုတဲ့ဟာကျွန်တော်အဲ့ဒါကိုအများနဲ့စဉ်းစားအမျိုးသားကဘာလို့နိုင်ငံရေးမိန်းမထက်နိုင်ငံရေးမဖြစ်သင့်လဲဆိုတဲ့ဟာကျွန်တော်ဒီနေ့နည်းလေးဆွေးနွေးကြည့်မယ်ပေါ့နော် exclusion ရှုထောင့်ကနေကျွန်တော်စဉ်းစားကြည့်ရင်လူတွေကို
ပယ်ခြင်းကလည်းနိုင်ငံရေးဆိုတဲ့အခါကျလူကိုဘာရှုထောင့်နဲ့ပယ်ကြမလဲဆိုတော့ပထမတစ်ခုကကျွန်တော်တို့ကအသုံးဝင်မှုရှုထောင့်နဲ့ကျွန်တော်ပယ်ကြတယ်အသုံးမဝင်မှုတိတ်ပြီးတော့လူရေရအများကြီးမရှိဘူးအသုံးလူရေရအများကြီးမရှိဘူးဆိုရင်နည်းနည်းပယ်လိုက်အဲ့ဒါလူရေရအများကြီးမရှိဘူးဆုံးဖြတ်မှုမှာတိတ်အားနေသေးတယ်ကျွန်တော်ကလေးတွေကိုပယ်လိုက်တယ်ကျွန်တော်နောက်တစ်ခုခက်ကြတော့သွားလာရခက်ခဲတယ် flexible မဖြစ်ဘူးပေါ့နော် disable တွေကိုကျွန်တော်ပယ်လိုက်တယ်လှုပ်တော်ထဲ disable အရင်နေတယ်မရှိသလောက်နေတယ်ပယ်လိုက်တယ်နောက်တစ်ခုကကျွန်တော်တို့တွေခက်ကြတော့နောက်တစ်ခုကဘာလဲဆိုအမျိုးသမီးတွေကတိတ်ပြီးအတွေ့အကြုံမရှိဘူးကျွန်တော်ပယ်လိုက်အဲ့ဒီ shootout ဘာလဲဆိုတော့ act utilitarian shootout ပေါ့နော်ဆိုတော့ကျွန်တော်တို့အသုံးဝင်မှုမှာနေ့စဉ်လုပ်ငန်းရဲ့အသုံးဝင်မှုပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ decision making ကိုပေး decision making power ကိုပေးတယ်စဉ်းစားရမယ့်ကိစ္စကအမျိုးသမီးကိစ္စအလုံးကနိုင်ငံရေးဖြစ်တယ်ဆိုတော့စပြီးတော့မြင်ဖို့လိုတယ်ကျွန်တော်အမျိုးသမီးကိုဘာဖြစ်လို့ exclusion လုပ်လဲဆိုတော့ကျွန်တော်နားမလည်ဘူးပေါ့နော်ဆိုတော့အရန်ထူးဆန်းတဲ့ကိစ္စကျွန်တော်တို့တွေကအကယ်လို့သာဆုံးဖြတ်ပိုင်ခွင့်မရှိခဲ့ရင်လူဖွဲ့စည်းအဆင်ပြေလားဆိုပြီးကုန်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကလေးမွေးပေးနေတယ်ဒီကလေးကမိန်းမပဲမဟုတ်ဘူးယောက်ျားကိုလည်းကျွန်တော်တို့မွေးတယ်မိန်းမကိုလည်းမွေးတယ်ကျွန်တော်တို့ကိုယ်တိုင်ထိန်းတယ်ကျွန်တော်တို့ကိုယ်တိုင်ကြည့်အောင်လုပ်တယ်ကျွန်တော်တို့ကိုယ်တိုင်နိုင်ငံရေး political culture နိုင်ငံရေးယဉ်ကျေးမှုသင်ပေးတယ်ဆိုတော့ကျွန်တော်တို့မှာနိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်မရှိရင်ဒီကလေးကိုကျွန်တော်တို့ဘယ်လိုစာသင်ရမလဲဒီကလေးကကျွန်တော်တို့စီရင်ထွက်လာရင်အာနာရှင်ပဲထွက်မှာဘာလို့ဆိုတော့အာနာရှင်ကျွန်တော်တို့ကိုအာနာရှင်လက်ပါစီလှုပ်ထားတဲ့အချိန်မှာအမျိုးသမီးကို decision making level မှာမပေးတဲ့အချိန်မှာလူဆိုတာကကိုမလုပ်ရတဲ့အလုပ်ကိုကြားလိုက် atrophy ဖြစ်သွားတာကျုပ်သွားတာပဲကျွန်တော်တို့တွေကနိုင်ငံရေးထဲမှာတိတ်ပေးမပါတဲ့အချိန်မှာဆုံးဖြတ်ခွင့်မှာပေးမပါတဲ့အချိန်မှာကျွန်တော်တို့တွေကမစင်စားတော့ဘူးမနေ့မိုးလင်းထမင်းချက်မယ်ညနေကျယောက်ျားကိုထမင်းခူးပေးမယ်ခလေးအချိန်တိုင်းခလေးတစ်ယောက်လိုက်မွေးလိုက်မယ်နှစ်ယောက်မွေးမယ်ကျောင်းပို့မယ်ဒီဟာတွေရဲ့ဒီလိုမျိုး pattern နဲ့ပဲနေရတဲ့အမျိုးသမီးကိုကနေဘာတွေမျှော်လင့်နေရလဲပေါ့နော်ဆိုတော့ကျွန်တော်တို့တွေမျှော်လင့်တဲ့ချက်ကတော့အမျိုးသမီးတွေနင်တို့တွေစူးစမ်းတော့နင်တို့တွေထမင်းချက်အချိန်တိုင်းထမင်းချက်ယောက်ျားယူခလေးမွေးဒါပေမဲ့အချိန်တိုင်းတော့လွတ်တော်ထဲမှာတောင်းကောင်းကောင်းပြောနိုင်ရမယ်ဆိုတော့မျှော်လင့်ချက်ကြီးအဲ့တော့ gap ဖြစ်နေတယ်လို့တော့ကျွန်တော်မြင်တယ်ကျွန်တော်တိုင်းပြည်တစ်ခုတည်ဆောက်ရင်ပြည်သူအားလုံးအတွက်အကျိုးရှိတဲ့တိုင်းပြည်တစ်ခုတည်ဆောက်ဖို့လိုတယ်နောက်တစ်ခုကျွန်တော်တို့ဝန်ခံရမယ့်ကိစ္စကကျွန်တော်တို့တွေမှာကျွန်တော်တို့မဟုတ်ရင်ကျွန်တော်တို့မမြင်နိုင်တဲ့နေရာရှိတယ်ကျွန်တော်တို့မဟုတ်တဲ့အရာကိုကျွန်တော်တို့ကမြင်နိုင်တယ်လို့စဉ်းစားရင်အဲ့ဒါအခွင့်ထူးခံတဲ့စိတ်ဓာတ်လို့ခေါ်တယ်ပေါ့နော်ဒါလေးကိုအနှစ်ချုပ်ချင်ပါတယ်ဆရာရှင်ဟုတ်ကျေးဇူးတင်ပါတယ်ဆမဒီတော့ဆမတော့ကျွန်တော်တို့အားလုံးကိုတူညီတဲ့ဆွေးနွေးချက်ကိုတွေ့ရတာတော့မူအားဖြင့်တော့ principle ဒီ debate motion debate အဆိုကိုမူအားဖြင့်တော့အားလုံးလက်ခံကြတယ်ဒါပေမဲ့တကယ်လက်တွေ့မှာအများကြီးစိန်ခေါ်မှုတွေရှိတယ်လက်တွေ့ကြဖို့လိုတယ်တခါလေကြရင်ကိုယ့် customer တွေကိုချိန်ဆဖို့လိုတယ်ဒီချက်တွေတွေ့ရတယ်30ရာခိုင်နှုန်းအော်ခဲ့တဲ့ဟာကြီးကတကယ်ရောအလုပ်ဖြစ်ခဲ့သလားပါတိုင်းကောင်းနေလို့လားကြီးခဲ့တဲ့အတွေ့အကြုံဖြစ်စဉ်တွေကိုချစ်မယ်ဆိုလို့ရှိရင်အဲ့ဒီပါဖို့အတွက်လုပ်ခဲ့တဲ့ဟာ tokenism သဘောမျိုးရောဖြစ်နေသလား tokenism ဖြစ်ခဲ့လားဆိုတော့ပြောရမယ်ဆိုလို့ရှိရင် tokenism တော့မဖြစ်ခဲ့ရတဲ့ဘဝပေါ့အဲ့တော့ဖြစ်ခဲ့လားဆိုတော့ဖြစ်တော့မဖြစ်လိုက်ရတဲ့ဘဝအဲ့လိုပြောရမှာပေါ့နော်ပထမဦးဆုံးကတော့ပြီးတော့ဒီမှာဘာဖြစ်လို့ဒီကျမတို့က federal တို့ဘာတို့ democracy တို့ဘာတို့ပြောတဲ့အခါမှာရိုးရိုးလေးပဲပြောမယ်ဆိုလို့ရှိရင်ဒီကျမတို့နိုင်ငံပေါ့နော်ဒါကျမတို့အခုလောဆယ်ကျမတို့နိုင်ငံရဲ့ context ပေါ့အဓိက federal တို့ဘာတို့တွေပြောတဲ့အခါမှာကျမတို့ကလူတွေက accommodate လုပ်တာဆိုတော့ကျမတို့ဒီမှာဆိုလို့ရှိရင်လေဥပမာ very simple example ဆိုလို့ရှိရင်ဒီမှာလာဒီနေ့ဒီလိုပွဲရှိတယ် accommodation တွေစီစဉ်ရတာပဲမဟုတ်လားဟောဘသူကတော့ဘယ်ခန်းမှာနေဘသူကတော့ဘသူနဲ့နေဘသူကတော့ chair room ကြိုက်တယ်ဘသူကတော့ဟိုတယောက်တည်းပဲနေချင်တယ်တို့ဟုတ်လားဘသူကတော့ဒီ horizon ကိုကြိုက်တယ်ဘသူကတော့ဒီ horizon မကြိုက်ဘူးဟိုဘာလဲမြို့နဲ့ဝေးလို့ဆိုတော့ accommodate လုပ်ရတယ်အဲ့တော့ဒီလိုမျိုးပွဲတီးလေးလောက်တာတော့မှကျမတို့ accommodation ကိုကျမတို့တေချာမစီစဉ်ဘူးဆိုလို့ရှိရင်တပွဲလုံးအဆင်ပြေမှာမဟုတ်အဲ့တော့ကျမတို့ federal တို့ဘာလို့တွေပြောတဲ့အခါမှာ accommodate လုပ်တာပဲဒီအမျိုးသမီးတွေကဘယ်လိုပုံစံသူတို့ကဘယ်လိုပုံစံနေချင်တာလဲသူတို့တက်တောင်းတက်တာပါလဲသူတို့တက်တရားမျှတာတယ်မမျှတာပါလဲဆိုတော့သူမဖြစ်မနေသူတို့ရဲ့အတန်ပါဖို့လို့တယ်အမျိုးသမီးတွေပါတော့တုံဆက်လို့ပြောတဲ့အခါမှာ tokenism တို့ဘာလို့အားအများကြီးပဲမေးခွန်းနေပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံရဲ့ဟိုအကြီးကိုပြန်ကြည့်မယ်ဆိုလို့ချင်းဥပမာစစ်တပ်က25ရာခိုင်နှုန်းကိုတာယူထားတဲ့ကိစ္စခါကျတော့ဘယ်သူမှ question မလုပ်ထူးဆန်းတယ်နော်ထူးဆန်းတယ်နော်ကျမတို့30ရာခိုင်နှုန်းကိုပြောလာတာနှစ်ပေါင်း20ကျော်30မှာခုချိန်ထိပဲအဲ့ဒါဘာလဲပေါ့ဘာအခွင့်ထူးခံလာတော့ဘာလို့ငယ်ပေါ့နော်ဒါပေမဲ့စစ်တပ်လိုမျိုး25ရာခိုင်နှုန်းယူထားတဲ့ကိစ္စမှာကျွန်တော်ဘယ်သူမှ question မလုပ်ဘူးပေါ့နော် token system မဖြစ်ဖို့ဆိုလို့ချင်းကျမတို့3ခုလောက်ရမှာဖြစ်တယ်အဲ့ဒါမှ token system မဖြစ်တာပေါ့နော်ဒီလိုယူလိုက်တဲ့ဟာမျိုးမဖြစ်တာပေါ့နော်ပထမတစ်ခုကဘာလဲဆိုတော့ politically
အဲ့တော့ကျမတို့က30ရာခိုင်နှုန်းလို့ပြောတဲ့အခါမှာဒီတိုင်းပဲပြောလို့မရအောင်အဲ့ဒီအာမ30ရာခိုင်နှုန်းကိုအာမခံတဲ့ဒီ political တကယ်ဖွဲ့စည်းပုံတွေမှာလားဘယ်နေရာမှာလဲအဲ့ဒီဟာကကျမတို့ကြည့်ကိုရှိရမှာဖြစ်တယ်ပေါ့နော်နစ်ကပါလဲဆို legal like လုပ်ဖို့လို့တယ် legally ပေါ့အဲ့တော့ဘယ်မှာထားမလဲ legal ဖြစ်ဖို့ဘယ်သူကဒီ30ရာခိုင်နှုန်းကိုဘယ်သူက adopt လုပ်မလဲဘယ်သူကထည့်မလဲဆိုတဲ့ဟာမျိုးလို့တယ်နောက်တစ်ခုက practical ကျင့်သုံးတဲ့ဟာဥစေ30ကတော့ထားလိုက်ပဲအဲ့ဒါဘယ်သူကကျင့်သုံးမလဲပေါ့ဘယ်သူကဒီ30ပြည့်အောင်ဘယ်သူကလုပ်မလဲပေါ့အဲ့တော့30က political 3ချက်ကိုမဖြတ်ရပဲနဲ့ politically အရာပဲဒီဖွဲ့စည်းပုံတွေမှာထည့်လိုက်တာမျိုးတို့ legally အရာပဲလူတွေကပဲဖြစ် referendum နဲ့ပဲဘယ်လိုပဲဖြစ်အဲ့လိုပဲဖြစ်ပြီးတော့ဆန္ဒပြတဲ့ practical မှာကြံခဲ့တယ်ဆိုလို့ရှိရင်လည်းအလုပ်ဖြစ်မှာမဟုတ်အဲ့တော့ဒီမှာ token system မဖြစ်အောင်ဆိုလို့ရှိရင် practical မှာက30ရှိတဲ့အတွက်ကြောင့်မို့လို့ politically legally ချိနေပြီး practically မှာက30ကိုဒီလိုပဲဆွဲထည့်လိုက်တယ်ဆိုရင်တေချာတဲ့ token system ဖြစ်မယ် practically မှာကျမတို့က sensitive ဖြစ်ဖို့လိုတယ် token system မဖြစ်ဖို့ကအဲ့တော့ကိုတာဒီ30ရာခိုင်နှုန်းဒီအမျိုးသမီး30ရာခိုင်နှုန်းမှမဟုတ်ကြံတဲ့ဟာတွေအများကြီးဖြစ်နိုင်တယ် minority သူများနိုင်ငံတွေမှာဆွမ်းနာပြောတဲ့ federal ဒီလူတွေကို accommodate လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီ accommodation လုပ်တဲ့အခါမှာအဆင်ပြေဖို့ကအမျိုးသမီး30ရာခိုင်နှုန်းကိုပြတ်ထန်းတကဲ့တော့တခြားသော minority တွေကိုလည်းတို့ရဲ့ပါဝင်ရေးကို 10% ပါရမှာတို့ 20% ပါရမှာတို့အဲ့ဒီဟာတွေကဖြစ်ကိုဖြစ်ရတယ်နောက်ဆုံးသုံးသပ်ဆွေးနွေးချက်ကတော့ဟုတ်တယ်မျိုးသမီးတွေကို minority ဆိုရခြင်းဟာ meaningful participation မရသေးတဲ့အတွက်ကြောင့်မို့ဆိုတဲ့အချက်ကြောင့်ကိုပို့ပြီးတော့ကောက်တာပြောသွားတဲ့ဟာမျိုးတွေရှိတယ်နောက်တစ်ခုကတော့တော်တိုင်းတက်လာတယ်မဟုတ်သူ့ရဲ့အနေအထားနဲ့သူ့ဟာသူပါဝင်နေတယ်တော့မဟုတ်ဘူးခါကြရင်ဒီမိုကရေစီကကြည့်မယ်ဆိုလူတော်ဝါဒကိုချင်းကပ်တာမဟုတ်လူထုဝါဒကိုချင်းကပ်တဲ့အတွက်ကြောင့်မလို့ representation လုပ်တဲ့အခါမှာလေဒီလူထုအားလုံးကိုစားပြုတဲ့ပါဝင်မှုကိုရနိုင်ရင်ပိုကောင်းတယ်ပေါ့အဲ့လိုဖြစ်နေရခြင်းအကြောင်းရင်းကိုတေချာအမြစ်ကပြန်လှန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာကျွန်တော်တိုင်းပြည်ရဲ့အခြေအနေက militarization နဲ့ patriarchy ကအမြစ်တွေပါလားဆိုတဲ့အချက်ကိုတော့ကျွန်တော်တို့တွေ့လိုက်ရတယ်ပေါ့ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြတဲ့ဒီ debate section ရဲ့ခေါင်းစဉ်ကိုပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ inclusive participation ပေါ့ Federal ကိုသွားတဲ့ဖြစ်စဉ်ငြိမ်းချမ်းရေးကိုတိစောက်တဲ့ဖြစ်စဉ်တွေမှာဟုတ်တယ် principle ရတော့ကျွန်တော်တို့ပြောတယ်အမျိုးသမီးပါဖို့ကောင်းတယ်အမျိုးသမီးကိုတာရှိဖို့လိုတယ်လူနည်းစုတွေပါဝင်ဖို့ principle အရာကျွန်တော်တို့ဘလောက်ပဲပြောနေကြဆုံနေကြပြီမဲ့ခုနကဇမထောက်ပြသလိုပဲအဲ့လိုပါနိုင်ဖို့ဆုံးဖြတ်ချက်ချတဲ့ကိစ္စရပ်တွေမှာပါနိုင်ဖို့အတွက် invisible barrier တွေရှိနေတယ်ခုနကိုလင်းတက်ပြောတဲ့စကားဆိုလို့ရှိရင် systematic barrier တွေရှိတယ်အဲ့ဒီ barrier တွေကိုကျွန်တော်တို့ရှာဖွေဖော်ထုတ်သိထားဖို့လိုတယ်အချိန်တည်းမှာပဲနောက်ထပ် debater တွေပြောတဲ့ချက်မှာသိလိုက်ရတဲ့အချက်ကကျွန်တော်တို့အားလုံးမှာမတူညီသောသူအုပ်စုတွေကြားထဲမှာမတူညီသော privilege တွေရှိတယ်မတူညီသောအကျိုးခံစား권တွေရှိတယ်အခွင့်အရေးတွေရနေတဲ့ဟာမျိုးတွေရှိတယ်မတူညီသော operation တွေရှိတယ်အမျိုးသမီးအုပ်စုတွေကြားမှာ disabled အမျိုးသမီးနဲ့ပုံမှန်အမျိုးသမီးနဲ့ခွဲခြားဖိနှိပ်ခံရခြင်းအခြေမျိုးတွေမတူတဲ့ဟာမျိုးတွေရှိတယ်အဲ့တော့မတူညီကြသော privilege တွေကိုကျွန်တော်တို့သိကြမယ်မတူညီသော operation အခြေအနေတွေကိုလည်းသိထားဖို့လိုတယ်နောက်ထပ် insight တစ်ခုကကျွန်တော်တို့ဘာဖြစ်လဲအဲ့ဒါလို့ meaningful participation ဖြစ်ဖို့အတွက်အဲ့ဒီသူတွေကိုကျွန်တော်တို့ကလာဟဲ့ဆိုပြီးဆွဲထည့်လို့မရအောင်အဲ့ဒီသူတွေရဲ့ဆရာထောက်ပြသူပဲ capacity building တွေစဉ်းစားရမယ်တစ်ချိန်တည်းမှာပဲအဲ့ဒီသူတွေရဲ့ resource ကိစ္စတွေလက်နက်မိဖို့အခြေအနေကိုစဉ်းစားမယ်ဆိုတဲ့အတွေးတွေကတော့ဆရာတို့ဆရာမတို့ရဲ့မတူညီသော insight တွေမတူညီသောဆွေးနွေးမှုတွေကနေရလိုက်တဲ့အချက်ဖြစ်ပါတယ်လို့တစ်ချိန်တည်းမှာပဲ debate ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ဆရာမတို့အပေါ်မှာနာမည်မှားခေါ်မိတာတစ်ချိန်တည်းမှာပဲတယောက်နဲ့တယောက်နဲ့ဒဏ်ပြန်စကားစစ်ထိုးနိုင်အောင်ပြောဖို့အတွက်မေကွန်းတချို့အပွင့်အနောက်မေကွန်းတွေမေးလာရတာအတွက်လည်းတောင်းပန်ချင်ပါတယ်လို့အဲ့တော့ကျွန်တော်တို့ဒီ session မှာပါဝင်ပေးကြတဲ့ဆရာသမားတွေကိုလည်းအားလုံးကျေးဇူးတင်ရင်းတစ်ချိန်တည်းမှာပဲအမှားတွေရှိရင်လည်းခွင့်တောင်းရင်နားထောင်နေကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်စကားပြောရင်းနဲ့ကျွန်တော်ဒီနေ့အစီအစဉ်ဒီမှာအဆုံးသတ်ကျင်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်